안녕하세요. 아들, 별일 없고? 지금 뭐하니? 이제 식사를 마쳤으니 내일 여행을 준비하겠습니다. 그럼 어디로 가는데? 아빠, 만달레이에 가야 해요. 제 아들의 연구 논문은 미얀마 틱년 축제에 관한 것입니다. 학과장님이 저에게 해당 분야를 공부하라고 하셨어요. 잘했다 아들아. 열심히 공부하렴. 너도 알다시피 만달라이에는 문화유산이 많고 공부할 게 많아. 네, 아버지. 내가 거기에 도착하면 말해줄게. 오래된 전통이 다시 새롭게 태어날 수 있으려나? 안녕하세요. 맹글라 바스. မင်္ဂလာပါရောက်လာပြီးတော့ကိုရီးယားလေး ဟုတ်ပါတယ်ခင်ဗျာကျွန်တော်ကိုရန်ကုန်တက္ကသိုလ်ကဆရာမတမန်တက်လုပ်လိုက်တာ ဟောဟုတ်တယ်မတ်သက်ဖုန်းဆက်တယ်ဒါကိုအဲ့ဒါဒီလိုလာမယ်ဆိုတဲ့အကြောင်းလေးပြောတယ်ဒီကဟိုပါပေါ့ဒါတချန်နဲ့ပတ်သက်တဲ့ဟာကိုရင်းနေလို့ပြောရပေါ့နော်တချန်နဲ့ပတ်သက်တဲ့ဟာကစာတွေ့တဲ့ဆိုင်ဒီမှာလက်တွေ့ကွင်းစင်းလေးလာရဲ့ဟာပို့ပြီးတော့ကောင်းတယ်ပေါ့ဒါရေးချင်တဲ့သူတည်တနာရဲ့စာရဲခေါင်းစဉ်ကပါလဲမသိဘူး မြန်မာသင်္ကြန်ကမြန်မာလူဖွဲ့စည်းရဲ့ language religion cultural image ဘာကြောင့်ဖြစ်လဲဆိုရမျိုးပေါ့ ကောင်းတယ်ကောင်းတယ်ဒီကဘာကြောင့်ဖြစ်ရလဲဆိုတဲ့ဟာကိုဒါရောပေါ့နော်ဒီကိုရီးယားကျောင်းသားတယောက်အနေနဲ့ပေါ့ရေးရဲဆိုတဲ့ဟာကဒါတကယ်ကိုလေးလာဆက်စစ်ချက်တခုကောင်းတယ်ပေါ့နော်ဒီကနေ့ပတ်သက်ပြီးတော့လဲဆရာတို့ဖတ်ခွင့်ရမယ့်ဟာလေတကယ်ဝမ်းသာတယ်ပေါ့နော် I will try my best တန်းတီဖို့အတွက်ကိုဆရာတို့ကျောင်းကနေပြီးတော့ပေါ့နော်အဆောင်လေးတစ်ခုစီစဉ်ပေးထားတယ်ပေါ့နော်အဲဒီမှာအခုသွားပြီးတော့တာရထုတ်ပူသွားချလိုက်ချပြီးသွားရင်ဒီကိုပြန်လာခဲ့လိုက်နော်ပြီးသွားရင်တာနဲ့ဒီမိတ်ဆက်ပေးမဲ့မိတ်ဆွေကောင်းတယောက်ကိုဆရာတို့အခုဟိုပါပေါ့နော်မိတ်ဆက်ပေးမယ်နော်အမြန်ဆုံးပြန်လာခဲ့လိုက်နော် ကျေးဇူးပါဆရာတော်ကင်ပြုပါ โอเคပါ
မက်နေဦးခေခဏကခဏလောက်ခဲ့ရှင် အော်ဟုတ်လာပြီနော်ခဏအဲ့ဒါခဏလေးတော့ မြစ်စုသူကတားလို့ပဲပေါ့နော်ဒီမြန်မာစာမဟာရန်ကျောင်းကိုပြန်ညာပေါ့နော်ကျောင်းသူလေးပေါ့သူကစာလဲတော်တယ်ဉာဏ်လဲရန်ကောင်းတယ်အခုလက်ရှိဆရာတို့ကျောင်းရဲ့ဂုဏ်ဆောင်တယောက်ပေါ့နော်ဒီဆရာတို့နှစ်စဉ်ဒီကျောင်းရဲ့ပေါ့နော်ဂျပန်စကားပြိုင်ပွဲတွေပြီးသွားရင်အလွတ်တန်းကဗျာပြိုင်ပွဲတွေတော့ပါဒီသမီးလေးရနေပြီးတော့ပဲသူကခဏခဏသူစုတွေရတာပေါ့နော် ဆရာခဏခဏရနည်းနည်းပဲရရအောင် ဟုတ်ပါပြီဆရာမိတ်ဆက်ပေးမယ်သူ့နာမည်ကြီးမင်းစုတဲ့ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ပေါ့နော်ဆရာမန္တလေးမှာမြန်မာစာနဲ့ပေါ့နော်ဒီမဟာရန်ပေါ့နော်သမီးနဲ့တူတူပဲပေါ့သူကအခုတကြံနဲ့ပတ်သက်တဲ့သူတည်တနာစာရန်ကိုရေးဖို့တော့သူမန္တလေးကိုလာတာအဓိကမန္တလေးမှာပေါ့နော်တကြံနဲ့ပတ်သက်တဲ့ဟာတွေကိုအမှန်ကန်ပြည့်စုံဖို့အတွက်ကိုပေါ့နော်အချက်လက်တွေလိုက်ပြီးလေ့လာဖို့အတွက်သမီးကနေပြီးတော့သူကိုလိုက်ပြီးကူညီပေးရမယ်ပေါ့နော်သူကဒီကိုရီးယားလာဆိုတော့မန္တလေးမှာကျတော့တိတ်ပြီးတော့လဲလဲဝယ်ရှိမှမဟုတ်သေးဘူးသမီးလိုက်ပြီးကူညီပေးတာပေါ့နော် ဟုတ်ကဲ့ပါဆရာ တော့သူနေရမယ့်အဆောင်လည်းသိပါပြီဆိုတော့ဒီမန္တလေးမှာသွားပြီးတော့ပေါ့နော်ဟိုလိုက်ပြီးပြရမယ့်နေရာတွေဘာတွေတော့သမီးသူ့ကိုတေချာလေးတော့လိုက်ပြပေးတယ်နော် ဆရာဟုတ်သွားလိုက် ဟုတ်ကဲ့ပါ ဒီနေ့ကတော့ပထမဆုံးအနေနဲ့ကျောင်းလေးလိုက်ပြန်တယ် Okay, that's good. တန်းနဲ့နေကကျောင်းလေးကအဆောင်မပဲနေရတာကျောင်းနဲ့လိုက်ပြောင်းမဆိုတော့နေကိုလောက်ရှောင်းနေမှာဆိုတော့ ရပါရဲ့မျိုးကကျောင်းဆောင်ပါပဲနေရလေပေးရမှအင်ပြန်တာဒါနဲ့မြို့ကိုမန္တလေးတက္ကသိုလ်ရဲ့ဒီမိုင်းကြောင်ပြောပြမယ်ဒီမန္တလေးတက္ကသိုလ်ကြီးကမြန်မာနိုင်ငံကိုလိုနီခေတ်တည်းကတည်ခဲ့တာ1925ခုနှစ်ဇူလိုင်လမှာမန္တလေးဥစားကောလိပ်အနေနဲ့စတင်ဖွင့်လှစ်ခဲ့ရလေ 1925ဆိုတော့ it's like a century ဟုတ်ပါမကြခင်မန္တလေးတက္ကသိုလ်ရအပြည့်ပွဲကျင်းပတော့မှာ တက္ကသိုလ်ကျောင်းတော်ဘွားတက္ကသိုလ်ရပြပွဲကြုံလိုက်ရရင်ပြောစရာကြီးနေမှာ You are so lucky Tell me more Neil ဆက်ပြောရမယ်ဆိုရင်ဒီမန္တလေးတက္ကသိုလ်ကြီးကအမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုနဲ့တူပေါ်ပေါက်လာတဲ့တက္ကသိုလ်တိုင်းပြည်နာကအတွက်ပညာရှင်အများကြီးမွေးထုတ်ပေးခဲ့တဲ့တက္ကသိုလ်ကြီးဆိုလည်းမမားဘူးလေဂျင်းမြဆိုရက်အဲ့ဒီငါကဒီလိုဆိုတော့ ဒါပေမဲ့နေကိုလည်းမင်းဆိုပဲခေါ်တာ ဒါမန္တလေးတက္ကသိုလ်ရဲ့အချိန်ပြနေရရှိနေအောင်လေ ဒီကွယ်လာနော် ဟုတ်ကဲ့ဟိုးချက်စေရောရနေဒီမန္တလေးပြည်နယ်မှာရှိတဲ့စိုက်ခင်းတွေကိုရှေ့သေးတွေကိုအတွက်ပြင်းရောက်နေတဲ့ဖောက်နမရောက်လို့ရှိရဲ့အဲ့ဒီမြောင်ကကြီးရနေပြီးတော့ဖြတ်သွားတယ်ဒီမှာတော့ရှိနေအောင်ပတ်ပါ ဒါပေမဲ့အဲ့ဒါကရေးလည်းမရှိဘူးနော် ဟုတ်ကဲ့နေရာဒီတော့လေတော့ဒီခန်းတော့သူကအထက်စေရရနေတယ်ဒီရမလို့ပြီးတော့ဒီမရှိဘူး အဲ့ဆိုရင် အဲ့ဒါမျိုးငယ်ဆောင်နေဆိုတော့ကန်ရင်းသွားရအောင်အနည်းနဲ့မိတ်ဆက်ပေးရအောင်သူ့နာမည်ကဂျင်းစုတဲ့ကိုရီးယားနေကြံအကြောင်းမဟာဝိဇ္ဇာဘွဲ့ပြန်ရင်ကိုရောက်လာပြီ ကိုရီးယားနေတော့မြန်မာကိုကြံအကြောင်းဒီဘက်ပြန်လာဒီမှာကွာပါရဲ့ငါတို့ဆိုလို့ရှိရင်ကြံအကြောင်းလို့ရှိရင်ဒီဘက်ကန်ထားမယ်သူများကိုရေးပါတယ်ဘယ်လိုဝင်လို့ပြီးတော့မှာမဟုတ်ဘူးဆိုတာ ဒီမှာရှင်ချင်းပုံမေးနေကြတယ်လေမိမရန်တခုဆိုကဲဘူးလောက်ဝင်ပြီးရ မဟုတ်ပါဘူးဟာနင်ဟုတ်ပါဘူးပါဒါနဲ့ငါကဆက်ဒီဆိုကကိုရီးယားနေဆိုဒီလေးပဲလို့ပါနော်
ဟုတ်ပြီ။ညာတော့တွဲလို့ကြီးစိုးမဟုတ်ကြီးစိုးသူညာ သူ့နေရာလုံးမှားနေသူ့နာမည်ကြီးဆိုလည်းမဟုတ်ဘူးကြီးဆိုလည်းမဟုတ်ဘူးကြီးမင်းစုနော်မှားနေ ကျွန်တော်ကိုအလွယ်မင်းစုပဲခေါ်ပါ ဟုတ်ပါပြီ ဟုတ်ပါပြီဟုတ်ပါပြီဟုတ်တယ်မိုက်စားနေပြီဆိုတော့အခုမှစား ဟော လို့ ပတ်ဆောင် စားရတယ်ပါ အားမစားဘူး စားတယ်စားတယ်လို့ပြောထားတယ်လေငါတို့စောင်း ပိုက်စားမဟုတ်လေငါမင်းတို့ဆောင်နေရတခါစားတယ်ငါဖပပါစား မှားမယ်နော်ရှင့် ကြီး ထားတော့မနော်မင်းဆိုကိုရီးယားမှာပဲခောက်ဆွဲရနာမည်ကြီးသလိုຫນွေဦးရဲ့မန္တလေးမှာလည်းမုတ်တရားမပါမဖြစ်ပဲလေ ဟိုသမီးတငယ်ချင်းကမြို့မှာအတင်းတိုက်ကိုတွားကျင်လို့ဆိုတော့ကိုကဘယ်ရလဲတော့မသိဘူး သူကကိုရီးယားလာတာမှာလေအဲ့ဒါသမီးက မြစ်သိရောက်ပြီလေဒီရွှေဝါပန်းပတောက်တွေထုံကြည်သေးပြဲငါထူတဲ့တကြံပေဒုပုတေတံဝေတံပြိုင်စုံညီလို့လေဒီရင်နောက်ထမရင်တွေကပြချွေအားလုံးတွေပြောနေရက်မြက်ပွေတော့တွေယေစုသူချမ်းခံမမှုပါလေနှစ်သိရောက်ပြီလေဒီရွှေဝါပန်းပတောက်တွေထုံကြည်သေးပြဲငါထူတဲ့တကြံပေ